အားကစားဝန်သားရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမကြခင်ချိန်တွင်းမှာဆိုလို့ရှိရင်တော့ MNL League Cup 2025ပြိုင်ပွဲရဲ့ Group D ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့မြောက်ရီ FC အသင်းနဲ့ Dragon Star United အသင်းတို့ရဲ့ပွဲစဉ်ကတော့မှာစနေညနေ4:00နာရီတိတိချိန်မှာရန်ကုန်မြို့မှာရှိတဲ့သူနာအားကစားကွင်းကြီးတွေမှာစတင်ပြီးတော့ရှင်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်မြောက်ရီ FC အသင်းရဲ့ပွဲထွက်ကစားသမား17ယောက်စီးရင်မှာတော့ကိုသမားနေရာမှာတော့ကျွန်တော်73အောင်မျိုးထွေးပွဲထွက်လာပြီးတော့အခြားသောကစားသမားတွေဖြစ်ကတော့ကျွန်တော်4တရားအောင်ကျွန်တော်6တန်းအောင်ကျော်ကျွန်တော်17ထလင်းအောင်ကျွန်တော်19နိုင်စင်ထက်အသင်းကောင်းဆောင်ကျွန်တော်19မြတ်မင်းဦးကျွန်တော်20တော်စင်ထွေးကျွန်တော်21တရားစော်1ကျွန်တော်66တရားစော်2ကျွန်တော်69လမ်းဆန်းအောင်နဲ့ကျွန်တော်86အေဂျင့်တာတို့ပွဲထုတ်လာတာပဲဖြစ်ပါတယ်။ကိုစားယူနေတဲ့အသင်းရဲ့ပွဲထွက်ကစားသမား17ယောက်အစင်းမှာတော့အပြောင်းလဲတော်တော်များပြုလုပ်ထားပြီးတော့ကိုသမားနေရာမှာတော့ကျွန်တော်1အောင်ပြေဖြိုးခြားသောကစားသမားတွေဖြစ်ကတော့ကျွန်တော်2 9တန်းစောကျွန်တော်6မမောင်ဝင်းအသင်းကောင်းဆောင်ကျွန်တော်9ဇာနီယာသူကျွန်တော်9ရန်ကျော်ထွေးကျွန်တော်17မိုးဆွေကျွန်တော်19စခန့်ကျော်ကျွန်တော်24အောင်စီယာကျွန်တော်90ရနိုင်ဦးကျွန်တော်81ဇာနီထက်နဲ့ကျွန်တော်89စွမ်းထုတ်တို့ကိုဒီပြချိုဦးမင်းထွန်းလင်းအနေနဲ့ပွဲထုတ်လာတာပဲဖြစ်ပါတယ်။ဒီနေ့ဘုဒ္ဓမာမျိုးထွေးလေကိုပြန်ပို့ပေးခင်ဘလုံးကတော့ပြတ်တယ်ဗျာ။စွမ်းထက်မိုးဆွေရန်ကျော်ထွေးပြီးအေးရမ်းမှာရလာရန်ကျော်တွေလမ်းကန်လာတယ်ရှေ့ကိုထွက်လာခဲ့တဲ့ကိုသမားအောင်မျိုးထွေးကိုပါကြော်ပြီးတော့ရန်ကျော်ထွေးလှလှပပအဆုံးသတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒီရဆိုရှေ့ကိုကန်ပို့ပေးတာတယ်နိုင်စင်ထက်လမ်းကန်လာတယ်နိုင်စင်ထက်ကျုံတို့အနေထားနေကိုပေါကန်သိမ်းမူပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ရန်ကျော်ထွေးဒါဖြစ်ပို့ပြီးတာလေစွမ်းထက်လာပါပဲပိတ်ထားတယ်။ကိုကြီးခင်ဗျာအခုဆိုလို့ရှိရင်တော့ပွဲကစားခြင်း18မိနစ်အရောက်မှာပဲ Dragon Star United အသင်းလိုအပ်နေတဲ့ဦးဆောင်ကိုတော့စတင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ရန်ကျော်ထွေးရဲ့ဖန်တီးပေးပို့မှုကနေအေးရထဲမှာအသင့်ရှိနေခဲ့တဲ့စန်ထက်ကအလိုက်တင်ပိတ်သွင်းပြီးတော့ Dragon Star United အသင်းအတွက်ဥဆောင်ကိုတော့သူပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်မိုးဆွေးချက်ပြန်ခေါ်ထားသေးတယ်စန်ထက်တို့ကြိုးစားခဲ့ပေမဲ့ကစားသမားရဲ့ရှေ့လို့ချင်းခံခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်86အေဂျင့်တာမဲပေါ်နေငယ်ကျန်းနေဆိုပြီးတော့ကွန်လင်တိုင်ကတော့ Dragon Star United အသင်းကိုပြစ်ဒဏ်ပေါ်ကန်ခွင့်ပြုထားတာပဲဖြစ်ပါတယ်ရုပ်တံအနေပြကွက်တွေရလဲအေဂျင့်တာရဲ့စွမ်းထွက်ပေါ်ဝင်ရောက်ပုံကတည်တာကိုကျန်းခဲ့တာပဲဖြစ်ပါတယ်ကျော်ထွေးလန်ကန်လာတယ်။အနေရသူကျော်ထွေးနဲ့ပြန်ထွေးလာရင်ကျော်ထွေးလန်ကန်လာတယ်ပိတ်တယ်ကိုပြန်ပြီခင်ဗျာဒီချိန်မှာလဲပထမဂိုးရဲ့အတွဲအဆက်အတိုင်းပဲရန်ကျော်ထွေးရဲ့ပြပုံမှုကနေစွမ်းထက်ကပဲပိတ်သွင်းပြီးတော့ Dragon Star United အသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုဝယ်ကစားချိန်23မိနစ်မှာပဲထပ်မံပြီးတော့ရရှိခဲ့ပြီပဲဖြစ်ပါတယ်။ရိုးကြားနေတဲ့တဲ့အတွက်ဒုတိယမြောက်ကိုဒီဘက်ကလည်းချက်ပေါ်ဆွဲထက်ကတွေးကြောပါတယ်ခင်ဗျာနိုင်စင်ထက်ထလင်းအောင်ရလာသေးတယ်မြတရားစောနှစ်ဒီရထိတ်ဆက်မှာပဲထလင်းအောင်ချက်ပြန်ခောက်ထားတယ်ထလင်းအောင်လက်ကန်ထားတယ်စန်ထက်ပဲထက်ရလာပြန်ပြီစန်ထက်အဲ့ရှေ့မှာပြီးသားလေဘောနေတော့လွဲတယ်ခင်ဗျာကိုစတာယူနိုက်တက်အသင်းမှတ်မထင်နေထားနေမောင်ဝင်းဝေကန်ချက်နဲ့လန်ကန်မှုကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ဒါမှရန်ကျော်ထွေးအပိုင်ကန်ဝင်ရခဲ့ပြီမဲ့ဒီချိန်မှာလည်းရန်ကျော်ထွေးရဲ့ကန်ချက်ကတော့ဘာလန်ထိပြီးတော့ပြန်ထွက်သွားခဲ့ရပဲဖြစ်ပါတယ်။အဲဒီတင်းမဲကိုရဖို့အတွက်ငင်းငယ်နှီးစက်ခဲ့တာပဲဖြစ်ပါတယ်။
လက်ကန်လာတယ်ဇနိုင်ဦးညာလာသေးမြစကန်ချောပြီးအေးရတဲ့ဝင်လာလေကိုပြချိုးပေးတာလေရန်ကျော်ထွေးပိတ်ပြီဂိုးပြီခင်ဗျအခုဆိုလို့ရှိရင်တော့ရန်ကျော်ထွေးစီကနေလွတ်ထွက်လာတဲ့ဘောလုံးကိုလူစားဝင်ကစားသမားထပ်ဖြိုးရတော့အလိုက်တင်ကန်သွင်းပြီးတော့ဒဂုံစတာယူနိုက်တက်အသင်းတွေတတိယမြောက်ဥဆောင်ကိုသူပေးခဲ့ပြီပဲဖြစ်ပါတယ်ဒဂုံစတာယူနိုက်တက်အသင်းအနေနဲ့ကတော့လူစားလေးလေးမှုမှတ်ကန်နေလို့ပဲဆိုရမှာပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်အတွက်သူတို့အသင်းရဲ့တူရဲသောလူစားလေးလေးမှုဖြစ်တဲ့ထပ်ဖြိုးရဲ့တွင်းကိုနဲ့တူမရှိချိန်မှာတော့မြောက်ရီ FC အသင်းကို3ဂိုးကူးပြီးဆိုတဲ့အကြလက်နဲ့ဒဂုံစတာယူနိုက်တက်အသင်းဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်စကန်ချောရဲ့အလေကိုပြန်ချိုးပြီးတဲ့ဘလုံးကိုရန်ကျော်ထွေးရိုက်ဖို့ကြိုးစားရမှာဒါပေမဲ့ကစားသမားနဲ့ညှိပြီးတော့ပြန်ရှန်ထွက်လာတဲ့ဘလုံးကိုအေရီယာထဲမှာအသင့်ရှိနေခဲ့တဲ့ထပ်ဖြိုးကြီးကအလိုက်သွင်းကန်သွင်းခဲ့တာပဲဖြစ်ပါတယ်နန်ဆန်အောင်ဒီလိုမာပြီးသားတယ်နန်ဆန်ခေါင်းတိုက်တယ်တိုက်ရဲ့နီကခေါင်းတိုက်ချက်ကိုတော့ဂုံစတာယူနိုက်တက်အသင်းကအောင်ပြေဖြိုးကာဝယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ရန်ကျော်ထွေးရဲ့နေရာမှာတော့ဆလမန်ကိုထည့်သွင်းအသုံးပြုခဲ့ပြီပဲဖြစ်ပါတယ်နောက်ထပ်လူစားလဲလေးမှုတစ်ခုအနေနဲ့အောင်တီဟာလည်းဝင်ရောက်ပြီးတော့ကစားနေတာကိုတော့တွေ့ရတယ်ဗျာရှိမြင်တွေ့ရတဲ့အနေအထားတစ်ခုမှာတော့အကောင့်ထက်လင်းစခန်းချောပေါ်ဝင်ရောက်ပေါ်ကတော့အကျန်းခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကွင်းလေတိုင်းကတော့အောင်ထက်လင်းကိုကပြပြသပြီးတော့ဒီပေးခဲ့တာပဲဖြစ်ပါတယ်ကောင်ထလင်းဝင်ရောက်ပေါ်ကတော့အတိအကျကိုကျန်းနေဗျာဖြိုးဝေးတပိုင်ထွေးမောင်ဝင်းညောင်ထုတ်ပြီးသားလေစခန်းချောအောင်တီဟာအေးရဝင်လာပြီးဘယ်ချင်းနဲ့လက်ကန်တော့လေကြည်ပါလေနောက်ဒီတဲ့ကုသမာကောင်းထက်ကျော်ကောက်ဝင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီကြည့်နေထက်ဖြိုးဝေးရှင်နေအောင်တီဟာဟိုကောင်ကောင်းတစ်ခုကိုတော့ပြသထားနိုင်ခဲ့တာပဲဖြစ်ပါတယ်စခန်းချောရှင်မြောက်ချပေးတာလေအကသဝနာရှင်ပြည်သူများခင်ဗျာကျွန်တော်အစီအစဉ်တင်ဆက်နေစဉ်အတွင်းမှာပဲမြောက်ရီ FC အသင်းနဲ့ဒဂုံစတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဒဂုံစတာယူနိုက်တက်အသင်းက3ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့မြောက်ရီ FC အသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအစဉ်တင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့တိုင်းရထုတ်လင်းတင်ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီးနေအောင်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ